မြေကြီးတွေကနေလူတွေကိုယောဂဖြစ်စေနိုင်တယ်ဆိုတာကြားဘူးသလားမင်္ဂလာပါကျွန်တော်ဒေါက်တာတောင်းခိုင်ပါဒီနေ့ကျွန်တော်ပြောပြပေးချင်တာကအခုတလောမှာသတင်းတွေမှာပေါ့နော်ထိုင်းနိုင်ငံမှာမြေကြီးကနေကူးစက်တဲ့ယောဂတစ်ခုကလူတွေကိုသိဆုံးစေတဲ့အထိဖြစ်နေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီသတင်းထဲမှာပါတဲ့ယောဂအကြောင်းလေးရှင်းပြပေးချင်ပါတယ်ဒီယောဂကို myelidosis လို့ခေါ်ပါတယ်သူကဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်တာပါဘက်တီးရီးယားပိုးရဲ့နာမည်ကတော့ Burkholderia pseudomallei ဟုတ်ပါတယ် Burkholderia pseudomallei လို့ခေါ်တယ်။ဘာလဲတော့မသိဘူး။ဟုတ်ပြီအကောင့်နာမည်ရေးမကြည့်ဘူးကျွန်တော်တို့ဘာကောင်းလဲဘာဖြစ်စီရလဲဆိုတာသိဖို့ပဲရေးကြည့်တယ်။အဲ့တော့အဲ့ဒီကောင်ကမြေကြီးတွေထဲမှာနေတတ်တယ်။သူကရွှွတ်နွန်တွေကိုကြိုက်တတ်တယ်။များသောအားဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံထိုင်းနိုင်ငံရှေ့တောင်အာရှနိုင်ငံတွေမှာအများဆုံးရှိတယ်။ဩစတြေးလျနိုင်ငံမှာလည်းရှိတယ်ပေါ့နော်။ပုံမှန်ဆိုလို့ရှိရင်တော့သူကမိုးရာသီတွေမှာဒါကုဆက်ပြန်ပါလွယ်တယ်ပေါ့။နော်ရာသီတိုင်းမှာတော့ဖြစ်တတ်ပါတယ်။မိုးရာသီမှာတော့ပို့ပြီးတော့ဖြစ်များပါတယ်။ကျွန်တော်ထိုင်းနိုင်ငံမှာတော့ဒီယောဂပိုးကကြောင့်ပေါ့နော်သေဆုံးတဲ့အထိလူသေဆုံးတဲ့အထိတောင်ဖြစ်နေတာမျိုးသတင်းတွေတွေ့ရတယ်။အဲ့တော့ဒီယောဂဘယ်လိုလူတွေဖြစ်တယ်လဲဆိုတော့မြေကြီးကိုထိတွေ့ကင်တွယ်ပြီးလှုပ်လှုပ်ရတဲ့လူတွေပေါ့နော်အဓိကတော့ဒါစိုက်ပျိုးရေးလုပ်တဲ့လူတွေလယ်သမားတွေတောင်ယာသမားတွေမှာပို့ပြီးတော့သတိထားဖို့လိုပါတယ်ဒီယောဂရဲ့ကုသပုံနည်းလမ်းကတော့၃မျိုးရှိတယ်ပေါ့နော်ပထမတစ်ခုကကျွန်တော်တို့ရဲ့ဒီထိခိုက်ဒဏ်ရာတွေထိခိုက်ပေါက်ပြဲထားတဲ့ဒဏ်ရာတွေကမြေကြီးတွေရွှွန့်နေတဲ့ထိတွေ့တဲ့အခါမှာယောဂပိုးတွေကဓာတ်ရိုက်ဝင်လာနိုင်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့အသက်ရှူလမ်းကြောင်းကနေတဆင့်ပေါ့နော်ဒီမြေကြီးကနေထွက်လာတဲ့ဖုံမှုန့်တွေကိုရှူမိတာမျိုးရေမုံရေမွားတွေကိုရှူမိတာမျိုးကနေကုသနိုင်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့တောက်လိုက်တဲ့ရေးစားလိုက်တဲ့စားစရာတွေကနေဝင်လာနိုင်တယ်ဥပမာပြောရလို့ရှိရင်ကျွန်တော်တို့မြေကြီးပေါ်ကျနေတဲ့တတိတစ်လုံးကိုရေမဆေးဘဲနဲ့စားလိုက်တာမျိုးပေါ့နော်ဒီလိုမျိုးကနေပြီးတော့ဒီအစာလမ်းကြောင်းတွေကိုဝင်လာနိုင်ပါတယ်ဒီယောဂရဲ့လက္ခဏာတွေကကြတော့သူကရေပြားမှာဆိုလို့ရှိရင်ပြည်တဲတဲ့အနာကြီးတွေဖြစ်မယ်ပြီးရင်အဲ့ဒီအနာကြီးတွေကတော်တော်နဲ့မပြောက်တော့ဘူးရက်ကြမယ်ပေါ့နောက်ပြီးတော့လို့ရှိရင်တက်ရှူလမ်းကြောင်းတွေဝင်သွားလို့ရှိရင်အဆုတ်မှာဒီချောင်းဆိုးမယ်ဖျားမယ် TB ယောဂနဲ့တော်တော်တူတယ်အဆုတ်ရောင်တာ TB ယောဂလက္ခဏာတွေလို့ထင်ပြီးတော့မှယောဂရှာဖွေရတာခက်သွားယောဂခွဲခြားရတာခက်တယ်ပေါ့နော်နောက်ပြီးတော့မှအဲ့ယောဂပိုးကသွေးထဲကိုရောက်သွားခဲ့မယ်ဆိုလို့ရှိရင်တော့အဖျားတွေကြီးလာပြီးတော့မှကိုပူပြီးတော့သွေးစိတ်တက်မယ်နောက်ဆုံးအသက်အန္တရာယ်ရှိနိုင်ပါတယ်ဒီယောဂကိုဘယ်လိုသိနိုင်လဲဆိုတော့ဒီလူနာစီကသွေးတွေပြည်တွေတလိပ်တွေကိုယူပြီးတော့မှတက်ခွဲခန်းထဲမှာပိုးမွေးပြီးတော့မှပဲတည်ပြုလို့ရတယ်ကုသတဲ့နေရာမှာကျတော့ဒီကောင်ကဆေးပြင်းတွေတုံးရတယ်ကျွန်တော်တို့ Ceftazidime တို့ Meropenem တို့လိုကိုဆေးပြင်းပိုးသက်ဆေးအပြင်းစားတွေကိုနှစ်ပတ်ထိုးရတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ Cetrin လို့ခေါ်တဲ့ပိုးသက်ဆေးတောက်ဆေးကိုကျတော့နောက်ထပ်6လလောက်ဆက်တိုက်တောက်ရတယ်ပေါ့နော်ဂျားထဲမှာဆေးပြတ်သွားလို့မရအောင်ပြတ်သွားခဲ့မယ်ဆိုရင်သူကနောက်ပိုင်းကျရင်တကြောပြန်ဖြစ်တတ်တယ်ဒီယောဂပိုးကဘာလို့ကြောက်ဖို့ကောင်းတာလဲဆိုတော့အဲ့ဒီယောဂကအဖြေရှာဖို့ခက်တယ်အဲ့တော့အနာလေးဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရိုးရိုးတန်းတန်းအနာဆိုပြီးတော့ကုနေရပေါ့နော်အဲ့တော့ဒီယောဂဖြစ်နေမှန်သိတာနောက်ကျသွားတတ်တယ်အဆုတ်ထဲကိုဝင်တဲ့အခါမှာဆိုရင်လည်းချောင်းနေဆိုးတယ်ဖျားတဲ့အခါကျတော့ကျွန်တော်က TB လို့ထင်ပြီးတော့ TB ယောဂအတွက်ဆေးတွေသုံးနေရောပြီးတော့မှဒီယောဂဖြစ်နေရမျိုးအဲ့လိုမျိုးနောက်ကျသွားတာမျိုးတွေဖြစ်တတ်တယ်ပြီးရင်အဲ့ကောင်တွေကသွေးထဲကိုမြန်မြန်ရောက်တတ်တယ်ဒီတော့သွေးစိတ်တက်ဖို့နော်သွေးစိတ်တက်ပြီးတော့သိနိုင်တဲ့ခွင့်ရလမ်းပိုများတာပေါ့နော်ပြီးရင်ဒီယောဂဘိုးကိုမကုဘဲနဲ့ထားခဲ့မယ်ဆိုရင်သိနှုန်းက80%ထိရှိတယ်တော်သေးတာတခုကတော့အဲ့ဒီကောင်ကလူအချင်းချင်းကူးနိုင်ကြရတော့တော်တော်နည်းတယ်ဒီယောဂဘိုးကိုကာကွယ်ဖို့အတွက်ကတော့အဓိကအချက်ကသူကမြေကြီးကနေကူးတာဖြစ်တဲ့အတွက်ကြောင့်ခြေပလာလက်ပလာနဲ့မြေကြီးကိုမထိဖို့ရှွန့်နေကိုမထိဖို့လိုတယ်အဲ့တော့မြေကြီးပေါ်မှာသွားတဲ့ခါကျလို့ရှိရင်ဖက်နှက်စီးဖို့ပေါ့နော်ရာဘာဖက်နှက်တွေစီးရမယ်အဓိကတော့ဒီတောင်ယာလုပ်တဲ့လူတွေပေါ့နော်သူတို့ကရာဘာဖက်နှက်တွေစီးရမယ်ပြီးရင်လက်အိတ်ဝတ်ဖို့လိုတယ်ကျွန်တော်မြန်မာလယ်သမားအများစုကဒါဖက်နှက်တော်စီးတယ်ဒါပေမဲ့လက်အိတ်တော်ဆွတ်တဲ့အချင်းမရှိကြဘူးပေါ့နော်ဒါလေးသတိထားပါလက်အိတ်ဆိုရင်ကောင်းပါတယ်နောက်ပြီးတော့လို့ကိုယ်မှာထိခိုက်ဒဏ်ရာတွေရှိခဲ့မယ်ဆိုလို့ရှိရင်လည်းအဲ့ထိခိုက်ဒဏ်ရာတွေကိုမြေကြီးတွေရှွန့်နေမထိပါစေနဲ့တေချာဆေးထဲမဲ့ပလတ်စတာကတ်မဲ့ပတိစီထားမယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့စီချိုသွေးချိုရှိတဲ့လူတွေမှာဆိုဒီယောဂပိုးကပြင်းထန်တဲ့အတွက်ကြောင့်ပို့ပြီးတော့သတိထားဖို့လိုပါလိမ့်မယ်โอเคအဲ့ဒါဆိုလို့ရှိရင်တော့အခု myelidosis လို့ခေါ်တဲ့မြေကြီးကနေကုသတတ်တဲ့ယောဂအကြောင်းလေးနားလည်သွားပြီလို့ထင်ပါတယ်အရင်ကြီးတော့စိတ်ပူစရာမရှိပါဘူးဒါပေမဲ့လည်းကိုကဒီမြေကြီးကိုထိတွေ့ကင်တွယ်နေရတဲ့ layer လုံနေတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိတ်ဆွေတွေထဲမှာဒီလိုမျိုးဒီ layer လုပ်ငန်းလုပ်နေတဲ့လူတွေရှိခဲ့မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဝင်မျှပေးလိုက်ပါအောင်เนาะနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ရအောင်